လုံးပဲမင်္ဂလာပါရှင် TNT Knowledge Sharing Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့နွေရာသီမှာလူတိုင်းကြိုက်နှစ်စွာစားသုံးကြတဲ့အရည်ရွှမ်းပြီးတော့အေးမြစေတဲ့အသီးတစ်မျိုးဖြစ်တဲ့ဖရဲသီးလေးရဲ့ကျန်းမာရေးကြိုးကျေးဇူးတွေကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဖရဲသီးရဆိုရင်ရေဓာတ်ပြည့်ဝပြီးတော့ဗီတာမင်တထုဓာတ်များအပြင်လိုက်ကိုပင်ဗီတာကယ်ရိုတင်တို့လိုအရေးကြီးတဲ့အာဟာရဓာတ်များစွာပါဝင်နေပါတယ်ရှင်အဲ့ဒီလိုမျိုးအာဟာရဓာတ်တွေများစွာပါဝင်နေတဲ့ဖရဲသီးလေးကဘလို့အကျိုးကျေးဇူးတွေပေးစွမ်းနိုင်မလဲဆိုတာတစ်ခုချင်းစီကြည့်လိုက်ကြရအောင်ရှင်နံပါတ်1ကြောက်ကက်ကျန်းမာရေးကိုကူညီပေးခြင်းဖရဲသီးမှာပါဝင်တဲ့ပိုတက်ဆီယမ်ကြောင့်ခန္ဓာကိုယ်ရဲ့ကအဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်ပါတယ်။ဒါအပြင်စီးရွှင်စေပြီးတော့ကြောက်ကက်လှုပ်ဆောင်ချက်ကိုလည်းကောင်းမွန်စေပါတယ်ရှင်။နံပါတ်2အပူရှက်ခြင်းကိုကာကွယ်ပေးခြင်းရေဓာတ်မြင့်မားတဲ့အတွက်နွေရာသီအပူဒဏ်ကိုလျော့နှဲစေပြီးတော့ခန္ဓာကိုယ်ကိုအေးဓာတ်ပေးနိုင်ပါတယ်။နံပါတ်3တွေးပေါင်ချိန်ကိုထိန်းညှိပေးခြင်းပိုတက်ဆီယမ်နဲ့မဂနီဆီယမ်တို့ကြောင့်တွေးပေါင်ကိုထိန်းညှိပေးပြီးတော့နှလုံးနဲ့တွေးကြောဆိုင်ရာယောဂတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။နံပါတ်4ကင်ဆာဖြစ်နိုင်သည့်လျော်နှဲစေခြင်းဖရဲသီးမှာလိုင်ကိုပင်းနဲ့ဗီတာမင်စီကြောင့်ဆဲတွေကိုကာကွယ်ပေးပြီးတော့ကင်ဆာဖြစ်နိုင်ခြေကိုလျော်နှဲစေနိုင်ပါတယ်ရှင်။နံပါတ်5စီးကြိုကိုထိန်းညှိပေးနိုင်ခြင်းကယ်လိုရီနည်းပြီးတော့အာဟာရမြင့်တဲ့အတွက်တင့်တော်တဲ့ပမာဏနဲ့စားသုံးမယ်ဆိုရင်တွေးတွင်းတခြားဓာတ်ကိုထိန်းညှိပေးနိုင်ပါတယ်ရှင်။နံပါတ်6နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းဖရဲသီးမှာလိုက်ကိုပင်းနဲ့ဗီတာကယ်ရိုတင်တို့ကြောင့်နှလုံးလှုပ်ဆောင်ချက်ကိုကောင်းမွန်စေပြီးတော့ကိုလက်စထရောလည်းလျော့နည်းစေနိုင်ပါတယ်ရှင်။နံပါတ်9မျက်စိကျန်းမာရေးကိုကာကွယ်ပေးခြင်းဗီတာမင် A ဗီတာမင် C နဲ့ကာရိုတီနိုက်တွေကြောင့်အမြင်အာရုံကောင်းမွန်စေပြီးတော့မျက်စိပျက်စီးမှုတွေကိုလည်းကာကွယ်ပေးနိုင်ပါတယ်ရှင်။နောက်ဆုံးတစ်ချက်ကတော့အရွယ်မတိုင်မီအိုမင်းခြင်းကိုလျော့နှဲစေခြင်းပဲဖြစ်ပါတယ်ရှင်။ဖရဲသီးမှာဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေပါဝင်တာကြောင့်အရေးပြားကိုနူးညံ့စေပြီးတော့အရေးအကြောင်းတွေကိုလည်းလျော့နှဲစေပါတယ်ရှင်။ဒါကြောင့်ဖရဲသီးဟာစားလို့ရတာကောင်းတဲ့အပြင်ကျန်းမာရေးအတွက်လည်းအလွန်အရေးကြီးတဲ့အသီးတစ်မျိုးပဲဖြစ်ပါတယ်ရှင်။ဒါပေမဲ့ဘယ်အစားအစာမဆိုအလွန်အကျွံမစားသင့်ဘူးဆိုတာလည်းမမေ့ကြပါနဲ့နော်။ကဲဒီဗီဒီယိုလေးကတငယ်ချင်းတွေအတွက်အထောက်အကူပြုရဆိုလို့ရှိရင်ကျမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ like and share လေးလည်းလုပ်ပေးပါဦးနော်တငယ်ချင်းတွေအားလုံးကျန်းမာရေးကောင်းမွန်ပြီးတော့တာယာပျော်ရွှင်တော့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်